ရှာခဲ့တဲ့လူဘဝရလာပြီးတော့ဒီ၅ခုတည်းကတစ်ခုမှမရလိုက်ဘူးဒီလိုအနှစ်သာရရှိတဲ့အရာတွေတစ်ခုမှမရလိုက်ဘူးကုသိုလ်ကောင်းမှုလည်းတစ်ခုမှဟောဒီဘက်တွေမလုပ်လိုက်ဘူးကိုစားဖို့ကိုအိပ်ဖို့တို့ကိုသားသမီးတွေစားဖို့တို့ကိုအတွက်ပဲကြည့်ပြီးတော့ကိုဟာနဲ့ပဲအချိန်ကုန်သွားမယ်ဆိုလို့ရှိရင်အနှစ်သာရရပါမလားရနိုင်ဘူးအဲ့ဒါကြောင့်မို့လို့ရှာခဲ့တဲ့လူဘဝရလာတဲ့အခါရယူရမယ်အနှစ်သာရကိုရအောင်ကြိုးစားဖို့လိုသေးတယ်နော်ကြိုးစားဖို့လိုတယ်အဲ့ဒီလိုမကြိုးစားပဲနဲ့ဘဝတစ်ခုဆုံးသက်သွားမယ်ဆိုလို့ရှိရင်ဒီလူရဲ့လူဖြစ်ရကြိုးကနှက်ပါအောင်လားမနှက်ဘူးအဲ့ဒါကိုတော့သေသေးချာချာစောစောပြည့်ပြည့်မှတ်ထားမြတ်စွာဘုရားသခင်ကိုရမြတ်ကဟောတယ်တရားဆိုတဲ့ယုံကြည်မှုကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေလုပ်ဖြစ်တယ်သီလကိုခြင်းတရားကောင်းသည့်အတွက်ကြောင့်ကုသိုလ်တွေဟာကိုယ်တဏ္ဍာမှာတည်မြဲတယ်တုဒ္ဒအကြမြင်ရှိသည့်အတွက်ကြောင့်လုံတဲ့နာနဲ့မလုံတဲ့နာခွဲခြားပြီးတော့နားလဲတယ်စာကဆွလွတ်မှုရှိတာသည့်အတွက်ကြောင့်ကိုကျိုးရှာတဲ့စိတ်ဓာတ်တွေမရှိဘူးအများအတွက်လှုပ်ဖြစ်တယ်အများပရိဟိတကုသိုလ်ကောင်းမှုတွေလုပ်တယ်ကိုရရွာရဲ့ကောင်းစားရေးလုပ်တယ်ကိုလူမျိုးတွေရဲ့ကောင်းစားရေးလုပ်တယ်ကိုနိုင်ငံအတွက်ကောင်းစားရေးလုပ်တယ်ကိုကျိုးတက်တက်မကြည့်ပဲနဲ့အများကျိုးကိုလုပ်တယ်ဟောစာကရှိတယ်ပညာရှိသည့်အတွက်ကြောင့်အမှန်တရားကိုသိတယ်လောကမှာတောကဖြစ်တာဘာကြောင့်ဖြစ်တယ်အမှန်တရားသိသွားတယ်အဲ့ဒါလို့အဖြေတွေလှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားသိသွားတယ်အဲ့ဒါလို့တတ္ထသီလသုဒ္ဓစာကပညာဆိုတာရယူရမယ်အနှစ်သာရဒီလိုမှတ်